Manchester United ရဲ့အဖြစ်ကနည်းနည်းတော့ရည်စရာကောင်းတယ်လို့ပြောရမှာပါUnited က Sir Alex Ferguson အနားယူသွားခဲ့ပြီးနောက်ပိုင်းမှာကစားသမားအယောင်းဝယ်တွေမှာအမားကြီးနဲ့အများကြီးရှိခဲ့တယ်2013ခုနှစ်နောက်ပိုင်းကတည်းကနေကျွန်တော်တို့စပြီးတော့ကြည့်မယ်ဆိုရင်United ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာအသင်းအတွက်အမှန်တကယ်အကျိုးပြုခဲ့တဲ့သူဆိုတာကလက်ထပ်စာတော်မပြည့်ခဲ့ဘူးUnited ကအဝယ်ပိုင်းနေညံ့လာလားဆိုတာတော့အယောင်းပိုင်းမှာလည်းမှားယွင်းတဲ့ရောင်းချမှုတွေရှိခဲ့တယ်မြင်တော်ပြောမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်အပိုင်းခြားတွေမှာဒီပေါ့ပါ Michael Keane တို့လိုမျိုး Academy ထွက်ကစားသမားတွေကိုရောင်းထုတ်ခဲ့တာအခုပြီးခဲ့တဲ့နေရာစီတုန်းက Redford, Wyland, Tomine တွေကိုရှင်းထုတ်ခဲ့တာတွေကတက်တည်ပါRedford, Wyland, Tomine တို့ဆိုရင်အခုဒါအနေအတက်မှာအခြေချပြီးတော့ခြေစွမ်းနေလဲကိုစီပြသနေကြတယ်အထူးသဖြင့်ဒီ Tomine ဆိုရင် United မှာပစုံကောင်းတုံကြီးဆိုပြီးတော့ United ပရိသတ်တွေကစားခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီတုန်းက Serie A ရဲ့တင်တာအကောင်းဆုံးကစားသမားစုရရှိခဲ့သည့်ခြေစွမ်းပြနိုင်ခဲ့တယ်လို့နာပိုလီအသင်းနဲ့အတူ Serie A ချန်ပီယံဆုကိုပါရောက်နိုင်ခဲ့တာပါဒါကြောင့်လည်း United ဟာသူတို့ရဲ့ကွင်းလယ်လိုအပ်ချက်အတွက် Tomine ကိုပြန်လည်ခေါ်ယူခြင်းနေတဲ့ဆိုတဲ့သတင်းတွေကထွက်ပေါ်လာခဲ့တာပါပြီးခဲ့တဲ့နေရာသီအပြောင်းရွှေ့တုန်းက United ဟာ Tomine ကိုနာပိုလီအသင်းထံပေါင်တန်း20ဝန်းကျင်နဲ့ရောင်းထုတ်ခဲ့တယ်အဓိကအားဖြင့် United အနေနဲ့ကွင်းလယ်ပိုင်းကိုဖြည့်တင်းခြင်းတဲ့အတွက် Tomine ကိုစောစီစီရှင်းထုတ်ခဲ့ရလို့ပြောရမှာပါဒီပြဿနာကလက်ရှိ United မှာဘယ်လောက်ထိတက်ရောက်မှုရှိလဲဆိုတော့အခုလိုမျိုး Bruno Fernandes နဲ့ဒန်ယာရရှိနေတဲ့အချိန်အမိုင်တို့ကလည်းဒန်ယာရနေတဲ့အချိန် Casemiro ကလည်းအတိုက်အရပွဲချိန်မျိုးမကစားနိုင်တဲ့အချိန်နောက်ပြီး Ugarte ကလည်းဘူကောင်ဖြစ်နေတဲ့အချိန်မှာ Tomine သာရှင်းကောင်းမှာပဲဆိုတဲ့ပရိသတ်တချို့ရဲ့ဒီ comment တွေပရိသတ်တချို့ရဲ့အမြင်တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အဲ့လိုအချိန်မှာဖြစ်ချင်တော့ Tomine ကနာပိုလီတင်းမှာခြေစွမ်းပြနေဆိုတော့ပိုဆိုးတာပေါ့ဒီလိုအချိန်မှာကျွန်တော်တို့ဒီနာမည်ကျော်ဗီဒင်သတင်းစာဆောင်ဖြစ်တဲ့ The Time ကနေပြီးတော့ဒီ Manchester United အသင်းကသူတို့ရဲ့ကွင်းလယ်လိုအပ်ချက်အတွက် Tomine ကိုစိတ်ဝင်စားနေပြီးတော့Tomine ကိုစိတ်ဝင်စားနေတဲ့ Premier League ကလပ်ကလည်း United အသင်းနဲ့မဟုတ်ဘူးဆိုပြီးပြောဆိုသွားခဲ့တာပါThe Time ရဲ့ဖော်ပြချက်မှာဆိုရင် Tomine ကိုခေါ်ယူဖို့အတွက်ကို Newcastle ပြီးတော့ Tottenham Hotspur La Liga ကလပ်ဘာစနာအပြင်သူရဲ့မိခင်ကလပ်ဖြစ်တဲ့ Manchester United အသင်းကပါစိတ်ဝင်စားနေခဲ့တာပါအသက်29နှစ်ရှိပြီဖြစ်တဲ့ Tomine ဟာလက်ရှိလောလောဆယ်မှာနာပိုလီအသင်းနဲ့အတူပြီးခဲ့တဲ့ရက်ပိုင်းကမှပူပူနွေးနွေးအီတလီယန်ဖလားကိုရရှိထားခဲ့ပြီးတော့အထူးခြေစွမ်းပြသနေတာပါဒီမြကွန်တီရဲ့ကစားကွက်မှာ Tomine ကအထူးခြေစွမ်းပြပြီးတော့ United မှာလို့ဒီနံပါတ်6နံပါတ်8နေရာတွေမှာကစားပဲနံပါတ်10နေရာတွေကစားပြီးတော့ကိုယ်တိုင်လည်းဂိုးတွေသွင်းနေတယ်လို့ဂိုးဖန်နေမှုတွေလည်းအများများပြုလုပ်နေကြတာကိုကျွန်တော်တို့မြင်တွေ့ကြရတယ်Tomine အနေနဲ့လက်ရှိချိန်မှာနာပိုလီအသင်းနဲ့စာချုပ်တက်တန်တစ်နှစ်ခွဲလောက်ကြံရှိနေပြီးတော့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာNewcastle တို့ Tottenham တို့ကဒီကစားသမားကိုကန်လန်းသွားမယ်ဆိုပြီးတော့ပြောဆိုမှုတွေရှိနေပါတယ်ဒီချိန်မှာ United ကလည်းသူတို့ရဲ့ကွင်းလယ်ပိုင်းလိုအပ်ချက်အတွက် Tomine ကိုပြန်လည်ခေါ်ယူခြင်းနဲ့ဆန္ဒရှိနေကြတာပါဒီပြဿနာကပြောမယ်ဆိုလို့ရှိရင်တော့လွယ်လွယ်ကူကူပြီးမှာတော့မဟုတ် Tomine အနေနဲ့ United ကိုစိတ်နာတာမျိုးဘာမျိုးတော့ရှိလာနိုင်တယ်ဘာကြောင့်လဲဆိုတော့မနစ်ကသူ့အနေနဲ့ United ကနေမထွက်ချင်မဲနဲ့ထွက်ခဲ့ရတဲ့အနေအထားမျိုးမှာသူကောင်းမှ United ကပြန်ခေါ်ရဲဆိုတော့ Tomine ကပြန်လာခြင်းမလားပေါ့နော်နောက်တစ်ခုကနာပိုလီအသင်းကလည်းသူတို့ရဲ့အဓိကဒီကွင်းလယ်ကစားသမားဖြစ်နေတဲ့ Tomine ကို United ကိုပြန်ရောင်းပါမလားတကယ်လို့ရောင်းခဲ့ရင်တော့သူတို့ဝယ်ကတော့ပေးခဲ့တဲ့ဈေးနဲ့တော့ရောင်းမှာမဟုတ်ဘူးကျင်းရတဲ့ခုကအချိန်မှာ United အနေနဲ့ Tomine ကိုအနည်းဆုံးပေါင်တန်း40ပေါင်တန်း50ဝန်းကျင်နဲ့ပြန်လည်ဝယ်ရမှာပါဒါတော်တော်လေးကိုရင်နာဖို့ကောင်းပါတယ်ကျွန်တော်တို့ပေါ့ပါတော့ကလည်းတစ်ခါခံခဲ့ရပါပြီပေါ့ပါကိုဂျူဗင်တက်ကိုကျွန်တော်တို့အလွတ်နဲ့ထောက်ခံပေးလိုက်ရတယ်တိတ်မကြောက်ကျွန်တော်တို့စံရင်တွေပြောင်းရွှေ့နေပြန်ခေါ်ပြရတယ်အခု Tomine ကလည်းပေါ့ပါနဲ့ဖြစ်ရမျိုးတူနေလို့ပြောရမှာပါဒါပေမဲ့ Amore အနေနဲ့ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်တတိုင်းသတင်းဌာနကဖော်ပြသွားတဲ့အတွက်တိတ်တော့ဒီခိုင်မာမှုမရှိဘူးလို့ပြောရမှာပေါ့နော်နာမည်ကျော်သတင်းတောက်တွေဖြစ်တဲ့ Romano တို့ David Austin တို့ဖော်ပြလာခဲ့ရင်တော့ဒီသတင်းဟာခိုင်မာမှုရှိရလို့ပြောရမှာပါပရိသတ်တွေကရောလက်ရှိ United အသင်းကွင်းလယ်မှာ Tomine ကိုပြန်ခေါ်တင်နေထင်လားဘယ်လိုများထင်လဲအောက်က comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်